မင်္ဂလာပါဆရာတို့ရဲ့တင်ချာမှာတညွန်း3ညတင်ထားတဲ့တန်ဖိုးကိုဘာကြောင့်1လို့သတ်မှတ်တယ်ဆိုတာစဉ်းစားမိကြလားမသိဘူးနော်ဥပမာအနေနဲ့3 power 0 equal to 1 5 power 0 equal to 1ပေါ့နော်အဲ့လိုမျိုးဟာလေးပေါ့နော်ကဲဒီနေ့အဲ့အကြောင်းအရာလေးကိုတွေ့ကြည့်ရအောင်ပါအဲ့တော့ပထမဆုံးဥပမာအနေနဲ့5 power 0ပေါ့နော်ဒါလေးကိုတွေ့ကြည့်မယ်အဲ့တော့ဆရာတို့5 power 0ကိုဘယ်လိုမြင်လို့ရလဲဆိုရင်5 power 1 minus 1ပေါ့နော်အဲ့ဒါတစ်ထည့်တစ်နှုတ်3ညပဲရမယ်ထညွန်း3ညရမယ်အဲ့နောက်တစ်ဆင့်ကျတော့ဆရာတို့ဒီမှာ1နဲ့ minus 1နဲ့ပေါင်းထားတယ်လို့မြင်လို့ရတယ်နော်ဒါဆိုရင်ခြေတူချင်းမြောက်ရင်ထညွန်းချင်းပေါင်းတာဖြစ်တဲ့အတွက်မပြန်ပြီးခွဲလိုက်တဲ့အခါမှာ5 power 1 into 5 power minus 1ထညွန်း minus ပြောက်ချင်းဆိုတော့1 by ခံရပါတယ်အဲကြောင့်မလို့5 into 1 by 5အဲဒီမှာ5ချင်းကြည့်သွားတဲ့အခါမှာနောက်ဆုံးဆရာတို့ရဲ့ဖြေက1ဆိုပြရပါတယ်ဒါကြောင့်မလို့ထညွန်း0 5 power 0 equal to 1ထညွန်း0က1ရပါတယ်နော်အဲ power 0 1ရတယ်ကဲတော့နောက်ထပ်ဥပမာတစ်ခုအနေနဲ့ဆက်ပြီးတွက်ပြပါမယ်ဒီကတော့6 power 0နဲ့တွက်မယ်ပေါ့နော်အဲ6 power 0အဲဆောနာလိုပဲ6 power 1 minus 1ဒီကတော့ဆိုတော့ထညွန်းကြီးပေါင်းတယ်လို့မမြင်ဘဲနဲ့နှုတ်တယ်လို့မြင်လိုက်ပါဘောနော်ဒါဆိုရင်အခြေတူချင်းစားထားရင်ထညွန်းကြီးနှုတ်ပါတယ်နော်ဒါကြောင့်မလို့6တစ်ထပ်ကို6တစ်နဲ့စားရတာဖြစ်ပါတယ်ဒါဆိုရင်6ကို6နဲ့စားလိုက်တဲ့အခါမှာဆရာတို့ခြေသွားတယ်ပေါ့နော်ခြေသွားတော့ဖြေက1ပဲရပါတယ်ဒါကြောင့်မလို့6 power 0 equal to 1အဲ့လိုရမယ်နော်အဲ့တော့ထညွန်း0ကိုဒါကြောင့်မလို့1လို့သတ်မှတ်တာဖြစ်ပါတယ်နောက်တစ်ခုဆရာတို့ဒီမှာသိရမှာတော့0 power 0ပေါ့နော်အဲ့တော့0ကိုထညွန်း0တင်ကြတော့1လို့မသတ်မှတ်တော့ပါဘူးသူကကြတော့ under 5လို့သတ်မှတ်ပါတယ်နော်အဲ့တော့အတိတ်ပဲသတ်မှတ်လို့မရတော့ပါဘူး under 5ကဲဒီဟာလေးတော့ဆရာတို့အထူးမှတ်မယ်ဥစ္စာလေးဖြစ်ပါတယ်တခြားထညွန်းတွေကို0တင်တာ1ရမှာဖြစ်ပါတယ်နော်0ကို0တင်ကြတော့အတိတ်ပဲသတ်မှတ်လို့မရတော့ပါဘူး under 5ဖြစ်တော့ပါမယ်နော်